ဒီဘက်ကကျင့်စဉ်အလုပ်လေးတွေရလာပြီးဒီအလုပ်ပဲကြည့်စတဲ့ကြောင့်လောကလိုအပ်စတဲ့ကြောင့်လုံးမအကျိုးတရားမှုကြတော့ဒီပြင်းပြင်းဓမ္မနဲ့ပတ်သက်လာတဲ့အခါဒီရဲ့အရေးချင်း qualification အတိုင်းဝေးတို့တဲ့ဘုတို့တဲ့ဘုစမှာတော့ဘယ်ပြန်ချမ်းတော့ပါစပယ်တဲ့မတန်းတဲ့မဟာဘိမမတင်ကြီးစလို့ဒီကတော့ဘုနန်းဆလို့ဒီစပယ်ကိုချမ်းနေတဲ့ဆရာကြီးပါဖြစ်ပြီးနေနေတင်တော့တဲ့ကံဒီကတည်းကချက်လို့အနည်း30ချက်မှရန်မဲ့ပိုးဆိုလို့အဆင့်ကိုတောက်ပါအဲ့တော့ဒီကတည်းကချက်စင်တဲ့ဘူးဆိုတာချင်းတဲ့ဘုံကိုရဲ့ qualification ကိုသူ့ရဲ့အရင်ချင်းအားနေတော့ပါဒီခင်ကြီးကစီးရင်ရှိပဲတို့ချင်းလို့ပဲရှင်နေဖြစ်စေလူတွေဖြစ်စေကိုလိုရမဲ့လုပ်ဝေးခြင်းမွားနေခြင်းပဲဖြစ်တော့နောက်ဆုံးတိုင်ရောက်တော့မတော်ရဲနေလို့ရှိရင်ရောက်ဖို့ကြောင်းရှိသွားနေခြင်းဒီမကန်တဲ့လက်ညှိုးကိုရှောက်ပြီးကြည့်နောက်ဆုံးတစ်နေ့ကိုရောက်ချင်တဲ့နေရာကိုရောက်တော့ပြေးကြတော့အဲ့ဒါတော့အတိုင်းအတာကိုပြောတဲ့အခါမှာကိုလုံးနေတဲ့အတိုင်းအတာတစ်ခုပဲကြည့်ပြီးတော့ဆော့ပြပြီးတော့ပြောခကြီးရဲ့အရှိတူလိုက်ဖြစ်တာမဟုတ်ဘူးတချို့ပုဂ္ဂိုလ်တွေကိုမန်ကိုကြီးဆိုတာလူလူလေးနဲ့ဖြစ်ခွင့်ပြုတယ်တချို့ပုဂ္ဂိုလ်တွေကိုရှင်လျားခြင်းနဲ့ရှင်လျားနေတို့ဒီဖြစ်စီရှိဒီဖြစ်စီဒီကကြီးသွားနေခြင်းဟာနေဗလမ်းကြောင်းပေါ်တက်ပြီးတော့လမ်းဆောင်နေဖို့စိတ်ရဲ့စရာလည်းမလိုဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်အခုရှောက်တန်းနေဖို့ပဲအရေးကြီးတယ်အဲ့တော့ဝိပဿနာကျင့်တဲ့အတွက်ဆိုတော့ပฏิပတ်တိကမဒီမှာဘာသာဆိုင်ရမယ်ထို့နောက်ဘာတွေဆက်လုပ်ရမယ်ဆိုတော့ဒီကျင့်စဉ်တွေမကြော်ပဲနဲ့ကျင့်စဉ်တွေကတော့အဲကြောင့်ဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါမှာပုဂ္ဂိုလ်လေးမျိုးခွဲခြားပြီးတော့ဟောတယ်ပေါ့ဒါမနာဖတ်တော်ရှာတာလဲလူတွေကတူညီရမယ်လို့ပြောလို့လုံးဝမဖြစ်နိုင်ဘူးအိစားတယ်လူတွေကဟုတ်တရားကတဲ့ဟာဒီတိုင်းပဲနမတေဘုဆိုပြောဩကတိတိဆိုခေါ်တယ်ဩကတိတာဆိုတော့ချင်းစင်တဲ့ခုကိုအတူလေးချုံပြီးတော့ပြောလိုက်တာနဲ့ပဲnew ဆိုတာနားလည်သွားမှုကိစ္စပြီးသွားတဲ့ပုံစံရှိတယ်ဒါမှညံထက်တဲ့ဥပ္ပဒေတော့အတူယုံလေးပြောလိုက်တာနဲ့ပဲကိစ္စပြီးသွားတယ်သူ့မှာပဲဘာဟိယညာလို့စီရဆိုတဲ့ပုဂ္ဂိုလ်ကဉာဏ်ပဒမထက်တော့မြတ်စွာဘုရားကဘုပ္ပတနာကျင့်စဉ်ကိုဒိဋ္ဌိဒိဋ္ဌမတ္တံမြင်တဲ့အာယုံမြင်တဲ့တစ်ခုနဲ့ဆုံးလာလို့ရှိရင်80%သားပဲနဲ့မြင်ရင်းများရတတ်လိုက်ကြားရင်လည်းကြားရုံပဲလက်ဆန်းထားပဲ80အတွေ့တော့အဲ့ဒီကျင့်စဉ်တစ်ခုကိုဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတဲ့ကျင့်စဉ်တစ်ခုအတူလေးချုံဟောတယ်ဘောမောင်နားလည်ပြီးတော့အဲ့ဒါကိုရောက်ရှိနေပြီစာပြီးတော့အဲ့ဒါပြီးတော့ရှင်ရဲ့မစဘာထက်တဲ့ဟုတ်ဖြစ်
အတူလေးနဲ့ညီသွားတယ်သူ့ကိုတော့ဒီသူကြီးကတူတယ်ပြောဆိုင်တဲ့ကြောင်းတော့ဒါမှတူဟုတ်ခုနကလိုမာဒီကမထေရီတို့လိုကြစားလိုက်တယ်မြန်မာတွေသေထားလို့အကုန်နေတယ်ကျိုးလဲကျိုးသားတယ်အနည်း30လောက်ဆောက်ဒီစခန်းကိုရောက်တယ်အနည်း30သွားရတယ်တကယ်ကြီးအနည်း30ခရီးရှိရရတယ်ဆိုပြီးတော့ကြားမှာရက်တက်လိုက်မှဆိုရောက်တယ်လို့ဒီစီမှန်မှန်သွားနေတဲ့အတွက်ကြောင့်အနည်း30ခရီးရနောက်ဆုံးကြတော့လူရခရီးရောက်ပါလို့ဝိပင်စီတင်ယူဆိုတဲ့ဘုံမျိုးလည်းရှိတယ်ဝိပင်စီတောက်ဆိုတဲ့အကျတဝင်းချက်ဝင်းပြီးလို့ရှင်းပြတယ်အဲ့ဒါလို့ရှင်းလင်းဟောပြောမှအတော်လေးပြောတဲ့ဒါလည်းဦးရှင်းပြောနားနေတဲ့ဘုံမျိုးဝိပင်စီတောက်ယူအကျချက်ပြောမှနားနေတဲ့ဘုံမျိုးရဲ့အဲ့ဒီဘုံမျိုးကကျွန်တော်နာမည်ကဒီရပုဂ္ဂိုလ်လို့ခေါ်တယ်ဒီရဆိုတော့အစစ်စစ်လောက်တော့လို့ရတယ်ကိုကြည့်ဒီလားဖြူစင်အောင်ပထမကျိုးတော့ဒုတိယသမာရိယအောင်ကျိုးတော့တတိယမှာဝိပဿနာစစ်တွေကိုကျင့်လို့အစင်းတဲ့ခဏမှာဒီကမထေရလို့ရင့်တက်လို့တိအောင်စောင့်ဆိုင်ပြီးတော့ရင့်တက်လာမှုဆိုတော့လူတွေစကန်ရောက်တော့ရည်ပြီးဝိပင်စီနေရပုဂ္ဂိုလ်လို့ခေါ်တယ်နေရပုဂ္ဂိုလ်နောက်ပုဂ္ဂိုလ်တို့ကြတော့ဗဒပရမဟဲ့ဗဒဆိုတော့စကလုံးကိုပြောလို့ပရမဆိုတော့ဒီလိုတော့ပဲပြုဖို့ကတော့ပြောရဆိုရင်ဇာကားပဲပတ်တယ်မယ်ပေါ့ဟိုဒီလားတွေပင်ယူတာစကလုံးပဲသိတယ်မဟုတ်ဒီမှာကိုမရနိုင်တဲ့ပုဂ္ဂိုလ်ကိုအရင်ချင်းမမိတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိလို့တော့ဒီဗဒဝရမပုဂ္ဂိုလ်ကဒီဘဝမှာမရနိုင်တော့တဲ့နောက်ဘဝအတွက်ဒီနေ့ကောင်းတဲ့ခြေတွေကောင်းတွေဖြစ်သွားတယ်ဒီလိုဆိုတာဘယ်ပုဂ္ဂိုလ်မှလုပ်နေတဲ့ပုဂ္ဂိုလ်တွေကဘယ်ပုဂ္ဂိုလ်မှအရဟတတော့မဖြစ်ဘူးကျိုးစားအထောက်အကူဒီသားလေးအဓိကဒီလိုပဲအဲ့တော့ဝိပဿနာချက်စစ်တဲ့ကိုချက်တော့မယ်ဆိုလို့ရှိရင်ချက်စစ်တဲ့အထောက်အကူဆိုရတဲ့ systematically စနစ်တကျသူ့စတဲ့တော့လက်စောပြာခေါ်တာကအနုပ္ပသိက္ခာအနုပ္ပပฏิပဒါအစေတိုင်းသွားရတယ်အစေတိုင်းကြည့်ရတယ်။ဒီပညာရဲ့ပဲဖြစ်ဖြစ်ဒီတိုင်းပဲခဏနဲ့ချတဲ့တာလည်းပဲဒီလိုပဲစာရေးစကားတဲ့တာလည်းဒီလိုပဲခုံပြောလို့မရဘူး။ကာမောတဲ့တာကအစပထမဘာလုပ်တယ်ဒုတိယဘာလုပ်တယ်ဆိုတာလေအစေတိုင်းသွားတာပဲ။အဲ့တော့ဝိပဿနာကျင့်စဉ်မှာလည်းအတိပတ္တိကမလို့ခေါ်တယ်ကျင့်ရမယ်ကျင့်စဉ်တိုင်းလောက်ဆောင်မှာလိုအပ်တယ်လို့ဆိုကောင်းပြီတဲ့တော့ဝိပဿနာတရားအထောက်ပြီးဆိုလို့ရှိရင်ဘာလို့ပို့လို့လဲဝိပဿနာရဲ့အာယုဖြစ်တဲ့ခန္ဓာအကြောင်းအာယနာအကြောင်းဓာတ်အကြောင်းဆိုရတယ်ယုံနာအကြောင်းကြာကြာနာသိယူလေးလာဖို့လိုတယ်နံပါတ်1အဲ့ဒီအဆင့်ကိုကြော်ပြီးလုပ်နေလို့ရှိရင်အောင်မြင်ဖို့ခဲ့တော့ခက်ခဲတွေအများကြီးပြည့်ဝိပဿနာအခြေဆိုင်ရောဝိပဿနာရဲ့အာယုအဲ့ဒါလည်းပညာဘူမိလို့ခေါ်တယ်ဝိပဿနာဘူမိလို့လည်းပြောလို့ရတယ်ဝိပဿနာမှာကျူတင်ပြီးတော့သင်ကြားရမယ်တရားတွေခန္ဓာဖြစ်စေအာယနာဖြစ်စေဓာတ်အကြောင်းပဲဖြစ်စေသစ္စာဣန္ဒြေပဋိစ္စသမုပ္ပါဒ်လို့ဆိုတယ်ဒီသဘာဝတရားတွေကို
သင်ယူခြင်းပရိဘောဇာမရှင်းတာတွေကိုမြင်းမြန်ဆွေးနွေးခြင်းအဲ့ဒါနဲ့ကိုယ့်ရဲ့ဥဒ္ဒမယဉာဏ်အရှိအသေးကိုထပ်တဲ့အောင်ပြင်တော့အဲ့ဒါလို့ဘယ်လိုလဲတရားသွားပြီးထိုင်နေအထိုင်မှမသိဘူးကလေးဝင်လေးပဲမှတ်တယ်အဲ့ဒါလို့ဆိုလို့ရှိရင်လူရည်ရောက်ဖို့တိတ်ပြီးတော့ဖြစ်နေတယ်ဒါကြောင့်မို့လို့သင်ရမယ်ရင်သင်ရမယ်ကောင်းအောင်တော့ပါပဲလိုင်းတဲ့ဘုံလုံးမှာပြား how to drive ဘယ်လိုမောင်းလဲဆိုတာရင်သင်ရသေးတယ်ပြီးတော့မှ experience အတွေ့အကြုံဒီလိုသွားတာအဲ့တော့ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ပညာဘုံမိလို့ခေါ်တယ်အနည်းဆုံးခန္ဓာအကြောင်းဒီတဲ့အချင်းချုပ်ပြောမယ်ဆိုရင်ယုတ်တဲ့နာအကြောင်းနော်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကျတော့ယုတ်တန်မျိုးအကြောင်းလေးကိုချင်းချုပ်သိလို့ရတယ်မရှင်းသေးဘူးဆိုလို့ရှိရင်ခန္ဓာအကြောင်းသိစိတ်ထပ်ပြီးတယ်ခန္ဓာ၅ပါးရုပ်ကိုတစ်ခုတည်းထားပြီးတော့နန္တရားကို၄မျိုးခွဲပြထားအဲ့ဒါနန္တရားနဲ့ပတ်သက်ပြီးတော့အလတ်ဆုံးအဖြစ် analyze လိုက်လုပ်ဖို့လိုတဲ့ပုဂ္ဂိုလ်တွေအတွက်ခန္ဓာဒေသနာပေါ်တာရုပ်တော့သူနားလဲတယ်ဒါကြောင့်မို့ရုပ်ကိုတော့ဒီဘက်ခန္ဓာလို့တစ်ခုတည်းပဲပေါ်လိုက်ဒီလောက်ဆိုရင်သူ့ရဲ့ကိစ္စပြီးပြီနာမ်ကြတော့အဲ့လိုပြောလို့မရဘူးရောထွင်းတည်တဲ့အတွက်ကြောင့်ဝေဒနာဆိုတာမိလာသိကြရမယ်တင်ညာအကြောင်းမိလာသိကြရမယ်သင်္ခါရဆိုတာမိလာသိကြရမယ်ဝိညာဏဆိုတာမိဆိုရင်နာမ်အကြောင်းကို၄မျိုးခွဲပြီးတော့သင်ပေးတယ်စာပေကျမ်းမှာဘယ်လိုဆိုလို့လဲနာမတံလာပုဂ္ဂိုလ်နာနဲ့ပတ်သက်ပြီးတော့မရှင်းမရှင်းဖြစ်နေသေးတဲ့လူတွေခန္ဓာတွေဟောတယ်ဆိုရုပ်နဲ့ပတ်သက်လာတဲ့မရှင်းဘူးဆိုရင်ရုပ်ကိုအသေးစိတ်တက်ခွဲအာယတနာ7ပါးကဲမှာရုပ်အကြောင်းပြောတာတော့ဆက်စပ်ကိုဝေရှိရုပ်ကြီးပဲတတ်တယ်အာယတနာ7ပါးဆယ်ခုပဲပေါ့နောက်ကနာမ်ကြောင်းပြောတာကိုတစ်ခုပဲအဲ့တော့နာမ်ကြောင်းပါအမျိုးတည်းပဲတင်ပြီးတော့ရုပ်ကြောင်းပါသိစိတ်ထက်ခွဲရလာအဲ့ဒါကရုပ်နဲ့ပတ်သက်လို့အတိညာစောက်တိုင်နေခြင်းမရှိတဲ့ပုဂ္ဂိုလ်ရုပ်နဲ့ပတ်သက်ပြီးတွေ့ဝေးနေတဲ့ပုဂ္ဂိုလ်အာယတနာညဆောပြီးဆွေးနွေးကြတဲ့ဟာတန်တဆက်ရှိပါကြတော့ရုပ်ကိုလည်းသိစိတ်ခေါ်တယ်နာမ်ကိုလည်းအသိစိတ်ခေါ်တယ်လုံးလုံးတစ်ခုတစ်လုံးတော့အကျင့်ပဲရုပ်ကိုလည်းကြွယ်ချစိတ်ပြပြတယ်နာမ်ကိုလည်းကြွယ်ချစိတ်ပြပြတယ်အဲ့တော့ရုပ်နာတာသိစိတ်ကြွယ်ချစိတ်ပြရတယ်တစ်ဆက်ရှိပါဒါတော့နေတာရင်လို့ဆိုရင်စာနေနဲ့နေတာမဟုတ်ဘူး apply method ကိုခန္ဓာကိုယ်ထဲမှာဒီတရားတွေကိုတွေ့အောင်ရှာလို့ဒီလိုဆိုတာပါအဲ့တော့ဒါဆက်ရှိပါကြတော့ရုပ်ကိုလည်းအသေးစိတ်ကိုဆွေးနွေးရအသေးစိတ်ကိုတော့ဝိပဿနာခြင်းနဲ့ကြည့်တဲ့ပုံစံအင်းပြန်အလုံးအဝင်ဆိုတော့ဒီဒန်တဆက်ရှိပါနဲ့ပတ်သက်ပြီးဒီစိတ်မှတ်သားနိုင်လို့ရပြီးတော့လေးတာဦးနေတော့စံထမ်းတယ်ကံတမ်းကိုရှိမှပါညာဒါမှကိုရှိမှနေတဲ့အာယုံကဝိပဿနာအာယုံဟုတ်ကဲ့လားကိုလုံးနေတဲ့ဒီ object ဒီအာယုံကိုလုံးနေတဲ့ဟုတ်ကဲ့လားရှင်းနေဖို့လို့ဆိုရင်နားလွဲနေနိုင်တော့ရုံနဲ့ပေါင်းကနေတခြားအရာတွေကိုပြုနေတယ်ဆိုရင်ဒီက
သိရမယ်ရှင်းရှင်းလင်းလင်းမသိရဖြစ်သွားတယ်။ဒါကြောင့်လို့ပညာဘူမိတော့ဝိပဿနာဘူမိပညာဆိုတဲ့တရားကလည်းဝိပဿနာကိုရည်ညွှန်းတာဝိပဿနာဆိုတာလည်းပညာကိုရည်ညွှန်းတာလို့ပြောမှာဝိဆိုတာထူးထူးခြားခြားပဿနာသိမြင်မှုလို့ဆိုထူးခြားဆောင်သိမြင်နာမတိယောသိစင်မောပဲလေထူးခြားတတ်သိတာဝိပဿနာပညာဆိုတာဘယ်ပြောင်းရပိုင်ပိုင်ခြားခြားသိတာပညာပဲအဲ့တော့ဒီနေရာမှာပညာကိုပွားများအထောက်အမယ်ဆိုသီလသမာဓိပညာလို့ဆိုတဲ့တိတ်ကသွင်းတဲ့အတွင်းဆိုတဲ့ပညာဝိပဿနာပညာရည်ညွှန်းတာမဲ့ပညာဘုံပညာဆိုတာအထောက်ရတဲ့ပညာမျိုးမဟုတ်ဘူးရှားရှိတဲ့ပညာမျိုးတိတ်မဲ့ပဲခေါ်တာဆက်ရောက်သွားတဲ့နေရာကိုရည်ညွှန်းမဲ့ပညာဘုံပညာဆိုတာဆက်ရောက်ရမယ့်ပညာမျိုးဝိပဿနာပညာဆိုတာတိုးပွားလာအောင်လုပ်ရမယ့်ပညာအဲ့တော့ဝိပဿနာပညာတိုးပွားလာအောင်လုပ်တာကိုဘာဝနာလို့ခေါ်တယ်ပြောကြတယ်ဘာဝနာကပ္ပဋ္ဌာန်းအထုတ်ပြီဘာဝနာပွားတယ်ဆိုဒါလို့ဆုံးကြတယ်ဒီပညာရဲ့တည်တိုးလာအောင်တော့အဲ့တော့ဝိပဿနာကျင့်တဲ့နေကိုကျင့်မယ်ဆိုလို့ရှိရင်အားလုံးအနာကြောင့်အာနာကြောင့်ဒါကြောင့်လည်းဆုံးသစ္စာလေးပါးအကြောင်းသင်ကြားပါတဲ့ဆရာစီကလေးကိုပုဂ္ဂလမှတ်သားပါပရိပု္ပ္ပဆမရှင်းတာလေးမြေပြန်ပါအဲ့ဒါလို့သိယူခြင်းဆွေးနွေးလိမ့်တာမြေပြန်ခြင်းချင်းဉာဏ်ဉာဏ်သွေးတွေတက်အောင်ရှင်းဥစွာတည်းလောက်ပါတို့ပြောဘာမှမပုဂ္ဂိုလ်ဒီ how to drive ဘယ်လိုပေါင်းရလဲဆိုတာအရင်တရားတယ်လို့ပဲဝိပဿနာတရားအထောက်တဲ့ပုဂ္ဂိုလ်ကလည်းဘယ်ပေါင်းကအလုံးလုံးရမယ်ဆိုတာကိုအလုံးလုံးရမယ်ကိုရှုမြင်သုံးသပ်ရမယ်အချက်အလက်တွေကိုရှင်းလို့နားလည်ထားဖို့လိုတယ်ဟုတ်ရောအဲ့ဒါကြောင့်မလို့ဒီသတိမဲ့မှာရှင်းတာလေးပညာဘာဝေကြပါဒီပညာကိုဖြစ်ပေါင်းဆိုသားပါဆိုတဲ့နေရာမှာဘယ်လိုဖြစ်ပေါင်းအောင်လုပ်ရမှာလဲမေကွန်းထုတ်ပြီးတော့ရှင်းတဲ့အခါဒီပညာရဲ့အခြေခံပုံမိဖြစ်တဲ့ခန္ဓာအရဏတသစ္စာအကြောင်းတွေကိုဖြိုးစွာလေ့လာသိကြတယ်နံပါတ်1အရေးကြီးတဲ့အချက်လို့ဟုတ်တယ်အဲ့ဒါသင်ပြီးတဲ့နောက်ကြတော့ဘာဝနာလည်းပြန်ဆိုတော့မနောကစိတ်တော့ဖြစ်တယ်ဘူးခန္ဓာကိုယ်နေသားတွေကမယဉ်ကြည်ဘူးဘယ်လိုဣရိယာပုရဲ့ရှုဣရိယာပုကအတိအကျပြောစရာလည်းမရှိဘူးသို့တော့တော်ထားလို့အားထုတ်တဲ့အမှာစဉ္ညာရှောင်ချင်းထိုင်ခြင်းဆိုတဲ့ဒီနှစ်ခုဟာတင့်တယ်ရောတဲ့ဣရိယာပုဖြစ်လို့ဒီနှစ်ခုကိုလည်းအဲ့ဒီအားထုတ်အောင်လို့ဒီလိုဆိုတာတော့မဟုတ်ဘူးဆိုတော့ဣရိယာပုတဲ့ပဲအားထုတ်တာဣရိယာပုနေထားပါမို့အရေးကြီးဆုံးကတော့ကိုယ်စိတ်နဲ့အသိပညာနဲ့အလုပ်လုပ်တော့ရရှိတဲ့ဝိပဿနာကျင့်ရမယ်ဝိပဿနာရဲ့အာယုံသိတဲ့ဝိပဿနာဘူမိခန္ဓာအရဏတဲ့အကြောင်းကိုအသေးစိတ်ရှင်းလင်းပြသဆိုတာသိကြအောင်အရင်သင်ပါတဲ့ဒါကိုအနုဘောဓဉာဏ်လို့လည်းခေါ်တယ်သုတပယဉာဏ်လို့လည်းခေါ်တယ်ခုခေတ်တော့လည်းပြောမယ်ဆိုရင် book knowledge လို့ခေါ်တယ်။ဒီမှာစားတဲ့အသိဟာမလို့အခုလို့ပြောတာပြောလို့ရှိဘူး။စာတိရတယ်ငါစားတယ်။စာပတ်ပြီးတော့လည်းလိုရတာဆိုစာတိလည်းကြည့်ရတယ်။အဲကြောင့် book knowledge ကိုရင်တော့သူများပြန်ပြင်ယူတဲ့ညာအဲ့ဒါကိုသိပြီးတဲ့နောက်ကျစိတ်အလုပ်ပြည့်တည်လိုက်တာမလို့ဝိဇ္ဇာလီလာနဲ့ပတ်သက်ပြီးပြောရမရှိအောင်ကြ
ညိုတဲ့စိတ်ဖြစ်လာအောင်ကိုယ့်ရဲ့ကိုယ်ချင်းတရားနဲ့ပတ်သက်ပြီးကြည်ညိုနိုင်တော့ကိုယ်ချင်းတရားကိုပြည့်ပြည့်နေနေတယ်ကိုယ်ချင်းတရားကိုပြည့်ပြည့်ဆွမ်းရှော်သီလဝိသုဒ္ဓိလို့ခေါ်တယ်ကိုယ်ချင်းတရားပြည့်ပြည့်နေတဲ့ပုဂ္ဂိုလ်တရားကိုစိတ်တည်ငြိမ်မှုဆိုမြတ်တယ်အမှန်မှန်ထည့်ခဲ့တယ်ဒါကြောင့်ကိုယ်ချင်းတရားကို restore လုပ်တာပြန်ပြီးတော့ကိုယ်ချင်းသီလခရီးတဲ့ထိန်သိမ်းဆောင်ရှောက်မှုသီလစင်ကြယ်ဖို့ကြိုးစားနိုင်ပါမယ်သီလရဲ့စွမ်းအားတွေခြေခံပြီးတဲ့နောက်မှာစိတ်တဝိတ္တုဒီစိတ်စွမ်းအားတွေကိုစုစည်းပေးနိုင်တဲ့သမာဓိချင်းစိတ်ကိုစင်ကြယ်မှုဆိုတာမျိုးဒုတိယအနေနဲ့လုပ်ပါမယ်အဲ့တော့သီလစင်ကြယ်မှစိတ်စင်ကြယ်မှုဆိုတာဖြစ်တယ်အားလုံးလုံးမှာတော့စင်ကြယ်လုံးမှာပဲဝိနည်းသီလစိတ်စင်ကြယ်မှုအတွက်အများကြီးကြောင်းကိုပြုတယ်ဒါကြောင့်တောင်းကိုပြုတဲ့ကိုချင်းသီလပေါ့စင်ကြယ်အောင်လုပ်ခြင်းဖြင့်စိတ်ဝိတ္တုတိလို့ဆိုစိတ်စင်ကြယ်မှုရအောင်အဲ့တော့သီလဝိတ္တုတိသီလစင်ကြယ်မှုနဲ့စိတ်ဝိတ္တုတိသမာဓိစွမ်းအားကိုစိတ်ထဲမှာပြည့်စုံလာတယ်စိတ်တော်ကိုစိတ်စင်ကြယ်မှုရလာပြီးဆိုလို့ရလာပြီးတဲ့နောက်သက်ကွာဒီမတ္တပညာကိုအခြေစားဒီလိုပြောတယ်နော် cultivation ကိုစပြီးပြုစုပြောထောင်ဒီပြင်ဆိုင်တယ်ဒီဆိုင်ရတယ်စပြီးပြုစုပြောဒီကြီးထွားလာအောင်လုပ်ယူပါလေပေါ့ဒါကဘာဝနာတော့ဘောရဘာဝနာဆိုတာဖြစ်အောင်လုပ်ခြင်းနဲ့ဒုဘောအောင်လုပ်ခြင်းဖြစ်အောင်လုပ်ခြင်းကိုလည်းဘာဝနာမဖြစ်သေးဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်ဒုကွာလာအောင်လုပ်တယ်ဒါမှမဟုတ်ဟုတ်ပြီအဲ့ပညာဝိပဿနာပညာမဖြစ်သေးတာကိုဖြစ်အောင်လုပ်ဖို့ဖြစ်ပြီးသားပြောကောင်းအောင်လုပ်ဖို့ဆိုနေရာမှာအခုပြောတဲ့ကျင့်စဉ်အတိုင်းကျင့်တဲ့မျိုးဘာလို့ဘုရားနေပထမသင်ယူခြင်းဝိပဿနာရဲ့အာယုဖြစ်တဲ့ယုတ်တရားတန်တရားအကြောင်းကိုသင်ယူခြင်းဒုတိယကိုချင်းသီလကို restore လုပ်ခြင်းစင်ကြယ်အောင်လုပ်ခြင်းကိုချင်းသီလစင်ကြယ်အောင်လုပ်ခြင်းဖြင့်တတိယစိတ်ဝိတ္တုစိတ်စင်ကြယ်မှုကိုရယူခြင်းစိတ်စင်ကြယ်မှုရဲ့စွမ်းအားကိုယူပြီးတဲ့နောက်မှာပညာတိုးတက်မှုရအောင်လေ့ကျင့်ခြင်းဝိပဿနာတရားအထုတ်ခြင်းဒါကိုပြောရဝိပဿနာကျင့်စဉ်လို့ဆိုအဲဒီကျင့်စဉ်တိုင်းဘာရမလဲကျင့်စဉ်ကိုကြုံပြီးတော့သွားလို့မရဘူးအဲဒီကျင့်စဉ်နဲ့ကျင့်ကြံမျိုးကိုအလုပ်ကိုလုပ်ရတယ်လို့ဆိုတခုနဲ့ဆက်ဆံမှုရှိတယ်အဲ့တော့ရုံးတဲ့အကြောင်းကိုသိစိတ်သိယူပါရေးကြည့်ခံလို့ပြတယ်အကုန်လုံးပြီးတော့ထင်ရှားတဲ့အရာပြီးတော့ပို့ပြီးတော့ဒီနေရာမှာမြတ်စွာဘုရားကခေါ်တယ်ရှိတယ်မှတ်ပါလို့ဘိသံနိတ္တပါပရိသံနိတ္တပါအားလုံးဒီအောင်ပါမယ်အားလုံးပိုက်ချပင်ပြရမယ်လို့ပြောရနေရမှာအတိတ်တွေအကောင်လေးတွေနဲ့မြတ်စွာဘုရားကိုယ်တိုင်သဗ္ဗဆိုတာမှာလည်းတော့ကလနာပါဒီလိုဆိုမှာပေါ့ဒီတဲ့အရာအားလုံးဒီအောင်တော့ဒီကောင်းကောင်းဒီဆိုလို့ရှိရင်ဒီလိုက်ရပါဘယ်လိုစတင်ရမလဲဘယ်လိုမောင်းရမလဲမလိုရမယ်ဆိုတာသူစတဲ့နေတော့နိတင်ရအဲ့ဒါတော့ဘယ်ကချစ်စင်လို့ကျင်တော့ဒီကျင့်တဲ့ဘုရားအဲ့ဒါဒီစံနေ
ပြီးစိတ်လို့ဆိုတယ်အားလုံးတစ်ခုပဲကြာပြီးဖို့ဘယ်လိုပြောတော့ဟုတ်ဥမာပဲအာရဏစနပါဒီအာရဏစနပါတိနေရမယ်ဆိုပြောကြောင်းနိုင်ကြောင်းအဲ့ဒါတွေဒီလိုတော့အဲ့ဒီတော့ခန္ဓာအာရဏကိုပုံပြီးပြည့်စုံနေဓာတ်ကိုသိရတဲ့အနေဒီနေ့မှလာကြည့်ဓာတုဆိုတဲ့စကားလုံးဘာလို့ရည်ကျွန်းတယ်လို့ဓာတုဆိုတဘာဝအဲ့ဒါဒီလိုဆိုတယ်လို့မဟုတ်ဘူးစီဝမဟုတ်ဘူးခံရတဲ့အရာတခုမှမရှိဘူးငါလို့ပြောတယ်လို့ရှိဘူးငါလို့ပြောတယ်လို့ရှိဘူးတဘာဝတရားတက်တဲ့အဲ့ဒီဟာကိုရည်ညွှန်းလို့ဓာတုကိုအင်္ဂလိပ်လိုပြန်တဲ့အခါ element လို့ပြန်လို့ရှိဘာမှတရားသက်သက်ပြီးမိရပါအနေနဲ့ဖြစ်နေတဲ့အရာလေးတွေကိုပဲအဲ့တော့ဘုရားရဲ့ဆိုရင်ဝိပဿနာချက်စင်ပါအဲ့ဒါဆက်ဖို့ပါဟုတ်ဒါကအဲ့ဆက်ရှိပါလို့မယ်ပြရမှာမဟုတ်ဆိုအားလုံးပဲ generally speaking ချုပ်ပုံပြောတယ်ဒါတို့ဝိပဿနာတော့တို့ကြတော့လက်6ပါးပဲခေါ်တာဆက်ရှိပါလို့မဟုတ်တိုင်းတိုင်းဟာဘောဘောနော်ရွာတယ်လို့ပြဆောက်ကြဟောတော့တယ်အဲတော့ဘုန်းကြီးတို့တပည့်ရှင်းဥစွာဓာတ်ဆက်ရှိပါလို့တင်ဖို့အဲ့တော့ဆက်ရှိပါလို့တင်တဲ့အခါအဲ့ဒါမှလည်းဒီဆက်ဆက်ကိုဒီကစနေပဲတမ်းချာဆိုတော့အားကအဲ့ဒါမှရိုးရှင်းနေတယ်ကိုယ့်ဘဝနဲ့ဆက်ဆက်နေတယ်အရာစကားနဲ့ပြောမယ်ဆိုဘုန်းကြီးတို့တွေပါမျက်လုံးဆိုတာရှိတယ်အကြမ်းပြောမယ်မျက်လုံးရှိတယ်မျက်လုံးကတခုနော်အဲ့မျက်လုံးထဲမှာလန်ထင်ဟတ်လို့မြင်စရာအာရုံ UBC မြင်လို့ရတဲ့အခါမျက်စိနဲ့မြင်လို့ရတဲ့အခါဒါသဘာဝတစ်ခုမျက်လုံးရဲ့မြင်လို့ရတဲ့အာရုံရဲ့ဒီနေ့ခုဆောင်လိုက်တာလေဒီပိုင်းလေးမြင်သိစိတ်လို့မြင်တယ်လို့ဆိုတဲ့ပုံပေါ်လာမြင်သိစိတ်နာမည်လားဘာတော့ဘူးဖြစ်တော့နော်မြင်မှုကိစ္စတွေဒီသုံးခုရှင်းရှင်းကြီးသိနေဖို့တို့ဒါလို့ဆိုစာလုံးပြောရင်ကစက္ကုတ္တမျက်စိကြည့်ဆိုတဲ့ဘာဝမျက်စိကြည့်ဆိုတဲ့ဘာဝအတ္တဝံတော့နာမဟုနာမဟုသူ့ဘာဝပဲကံကြောင့်ဖြစ်တဲ့အရာတွေပဲစက္ကုတ္တအဲ့ဒီစက္ကုတ္တနဲ့လို့ဆိုရင်မျက်စိအကြီးမှလားထင်တဲ့အစင်းအားအဲ့ဒီအစင်းအားဆိုတော့လေသူ့ရဲ့လေးချားကဘာဝကဘာလို့ဆိုတူပီစီးတယ်မျက်စိနဲ့မှမြင်လို့ရနားနဲ့နားတော့မမြင်ဘူးအစင်းအားဘူးဒီနေရာမှာလည်းအယူဆမဲ့လို့ရှိသူ့ရဲ့ဘောကမျက်စိနဲ့မြင်မှသူ့ဒီရူပကိုခေါ်တော့ပုံစာပေကျမ်းကမှာဘယ်လိုပြောတော့ဆိုစက္ခုဝိညာဉ်ရမျက်စိဖြင့်သိရတဲ့အရာဟုတ်တယ်မျက်စိပွေသွားရင်သိလို့မရတော့အဲ့တော့မျက်စိနဲ့မြင်ပြီးတော့သိရတဲ့အရာဆိုဆင်းအာရုံအဲ့ဒီဆင်းအာရုံဒီမျက်စိနဲ့မြင်ခိုက်ဖြစ်စေမမြင်တဲ့အချိန်ဖြစ်စေဒါသူ့တော်ဘာလို့မဆောင်ဘူးဘာမှအနေနဲ့ရှိနေတယ်လို့ဘယ်လိုဒေတာလာတော့လဲဘာမှခရီးရောဒီချက်အောင်ပေါ့ဇဝေဇောအဖြစ်ရှင်းနေရှင်းနေတာလည်းတခြားတဲ့ဟောဝိညာဉ်လေးပဒနာနာလို့ဟောယောဂကျန်တဲ့ခိုင်းစာအုပ်ဖတ်ပြီး
အရာရာမှာအတိစိတ်တာရှိတယ်ကျန်တာတွေကစိတ်ကပ်ပြီးတာသူ့အပြင်နဲ့ပြောပါဆိုပန်းဆိုတာတကယ်မရှိဘူးလေစိတ်ကတည်းကပန်းလို့တတ်မှလို့ပန်းဖြစ်တာမမဒီမှာလည်းဘာမှထားဖို့အဲ့ဒီမှာတောင်းနံခိုင်းနံဆိုရပြောနေရှိနေတယ်မုံရပဲကျောင်းတော်တိုင်းကမရှိဘူးတဲ့ဟောလားစိတ်ကတည်းကဒါတော့မဲ့ဒါတိုက်တဲ့ဆိုလို့စိတ်ရဖန်တီးမှုမဖြစ်ဘူးဘုရားပြန်စားအဲ့လိုဆိုတာမဟုတ်ဘူးမျက်စိနဲ့ပြန်ရသည်ဖြစ်စီမမြင်ရသည်ဖြစ်စီမျက်စိနဲ့မြင်ပြီးမှသိရတဲ့တရားမှန်တရားတော့မပါတော့အဲ့တော့ to be seen ဆို to be heard နဲ့မတူညီတဲ့တော့နားနဲ့ကြားပြီးသိရတဲ့အာရုံကထူးခြားတယ်မျက်စိနဲ့မြင်ပြီးသိရတဲ့အာရုံတခြားစီဘူးတခြားပြည်တော့သူ့ရဲ့သဘာဝတရားရှိတယ်။ဒါကသဘာဝတစ်ခုလို့ပြောတယ်။မျက်စိနဲ့မြင်ပြီးတော့မှသိရတယ်ဗျာ။နားနဲ့ကြားပြီးတော့မှသိရတယ်ဗျာ။နှာခေါင်းနဲ့လမ်းရှုပြီးမှသိရတယ်ဗျာ။လျှာနဲ့လက်ရက်ပြီးမှသိရတယ်ဗျာ။ခန္ဓာကိုယ်နဲ့ကြည့်တွေ့ပြီးတော့မှသိရတယ်ဗျာ။စိတ်နဲ့ကြံသိပြီးတော့မှသိရတဲ့အနာကိုသိရတဲ့အချက်တစ်ခုနဲ့တစ်ခုမတူကြဘူးလေ။မျက်စိနဲ့မြင်ပြီးမှသိရတဲ့အရာကိုဒါနဲ့ကြားပြီးသိနိုင်ဘူး။နားနဲ့ကြားတဲ့အတန်ကိုမျက်စိနဲ့ကြည့်လို့မရဘူး။ဒီလိုဆိုလိုတာပေါ့။အဲ့ဒါကိုသူ့ဘာဝတော့ရှိတယ်။အဲ့တော့မြင်ချင်းဆိုတဲ့အရာကဘုရားရှိခိုးတဲ့စင်ပေါ်မှာမျက်စိဆိုတာရှိတယ်။မျက်စိကလာထင်ရလို့မျက်စိနဲ့မြင်ပြီးတော့သိရတဲ့တစ်ဆင့်အာရုံတစ်ရှိတယ်။ဒီနှစ်ခုဟာမဘာဝတရားတတ်တဲ့ဖြစ်တယ်။အဲ့ဒီနှစ်ခုစုံစည်းလာတဲ့အခါမှာမြင်ပြီးဆိုတဲ့ဝိညာဏအသိစိတ်ကိုပေါ်လာနေတယ်။ယဉ်ကျေးကိစ္စကိုပတ်သက်လို့ဘာဝတရားပုံကျင့်တော်အောင်။အဲ့ဒီသုံးမျိုးလုံးဟာကြောက်ပြန်ရှိရမယ့်ဉာဏ်ရည်ပတ်သက်ရှိတယ်။မျက်စိကိုလည်းဝိပဿနာရှုလို့ရတယ်။မျက်စိနဲ့မြင်လာတဲ့အဆက်အာရုံကိုလည်းမြင်လို့ရတဲ့အဆက်အာရုံကိုလည်းဝိပဿနာရှုလို့ရတယ်။ဒီနှစ်ခုစုံစည်းလို့ဖြစ်ပေါ်လာတဲ့တတိစိတ်မြင်သိစိတ်ပုံကိုဝိပဿနာရှုလို့ရတယ်။မြင်ရင်းနဲ့ပတ်သက်ဓာတ်ပုံစက္ခုညာလူရူပဓာတုစက္ခုဝိညာဏဓာတုဒါလေးတွေကိုပြင်ရမယ်ပြောတာ။နောက်တစ်ခုကြားမှုကိစ္စနဲ့ကြည့်။ကြားမှုကိစ္စနဲ့ပတ်သက်တဲ့နားရှိတယ်။နားနဲ့ကြားရတဲ့အပန်းရှိ။အပန်းနဲ့နားကျဆုံးတဲ့ကြားပြီးစိတ်ဆိုတော့နားကိုဘောဓဓာတုလို့ခေါ်တယ်။အပန်းကိုတက္ကဓာတုလို့ခေါ်တယ်။ကြားပြီးစိတ်ကိုသောတာဝိညာဏဓာတုလို့ခေါ်တယ်။စာဘုသောတာဝိညာဏလို့သောတာကိုနားကိုမိမိတော့ဖြစ်ပေါ်လာတယ်သိစိတ်လို့ဒီလိုဆိုတော့နော်အဲကြောင့်အင်္ဂလိပ်လိုပြောတော့ခုတိုင်းနိုင်ဖို့ပြန် ear consciousness ear question ear conscious eye consciousness ear conscious ဒါနားနဲ့ပတ်သက်ဖို့သုံးနော်ဘိုးကြီးတွေဒီစင်နားလည်းရှိတာပဲလေဘောဆိုတာဒါပဲခေမခေါင်းနဲ့ပတ်သက်တဲ့ကမှာနှာခေါင်းကိုခန္ဓာတာရောဘာဝတရားတတ်တဲ့နှာခေါင်းနဲ့နန်းရှိပြီးပြရတဲ့နှာဆိုတာရှိတယ်ကန္ဓာဓာတုနန်းရှိပြီးပြရတဲ့ခန္ဓာဝိညာဏဓာတုနှာခေါင်းကိုမြည်ပြီးတော့ဆွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဒီစိတ်နာတိစိတ်ဒီလိုခန္ဓာဓာတုခန္ဓာဓာတုခန္ဓာဝိညာဏဟောဒါနဲ့ပတ်သက်သုံးနောက်တစ်ခုလျှောက်ဒီစနေများလည်းစားကြတယ်ဒီစားကြအဲ့ဒီချိန်မှာလျှာဆိုတာရှိတယ်စာရအမလည်းဗလာဆိုရှိတယ်လျှာလည်းသိရတဲ့အရာရှိတယ်
အဲ့ဒီလျာနဲ့ရတာဒီတစ်ခုပေါင်းလိုက်တဲ့အခါမှာလျက်တိချိုချင်းကဆက်ဆိုတော့ပြီးတယ်အသိစိတ်ရှိတယ်ဟောသုံးဖို့အရာဇီဝဓာတုရတ္တဓာတုဇီဝဝိညာဏဓာတုဒါပြီးပြောတယ်မျက်စိနားနာလျာဆိုတော့ပါလို့ကျမ်းပေါ်မှာတိုင်းနေလေအောက်ကကျမ်းရှိခန္ဓာကိုယ်ရှိခန္ဓာကိုယ်ရှိတယ်ခန္ဓာကိုယ်နဲ့ထိတဲ့အရာတစ်ခုရှိတယ်ခန္ဓာကိုယ်ကာယကိုပြောတယ်ကာယမခန္ဓာပေါ့နော်ဟိုခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အရာဖွတ်တပါကာယဓာတုဖွတ်တပါကိုယ်နဲ့ထိစရာအာယုံတစ်ခုဆုံးလိုက်တဲ့အခါမှာကာယကိုစွန့်ပြီးဖြစ်တဲ့အသိစိတ်ကာယဝိညာဏဒီလိုဆိုတာကာဝလောကစိတ်လုံးလုံးဒီကောဘာလို့လဲအဲ့ဒီမျက်စိနားနာတရားဖို့လို့ဆိုပြီး organic sound မျက်စိနဲ့လည်းစမဆိုင်နားနဲ့လည်းဆိုင်လျှာနဲ့လည်းဆိုင်နှာခေါင်းနဲ့လည်းဆိုင်လျှာနဲ့လည်းဆိုင်ဒီနားကိုဖယ်ထားပြီးတဲ့နောက်အတိတ်အားဖြစ်စေသစ္စာအားဖြစ်စေနောက်ဖြစ်ပေါ်လာတဲ့အရာဝဖြစ်စေချန်လေးပြီးတော့သိတာရှိသေးတယ်လေအဲ့ဒါတော့စိတ်ကိုမနာလို့ဖိုင်မနှောထားဘူးဒီကတော့ဘဝင်စိတ်ကိုပြောခြေခံစိတ်တွေမနှောတော့အဲ့ဒီမနှောနဲ့မနှောတာတူနဲ့ဓမ္မလို့အုံးလိုက်တာကတော့တရားလို့ပြောလို့တာမဟုတ်ဘူးခုနပြောတဲ့အစင်းအတန်အနတ်အရာတာအထီအတွေ့ဆိုတဲ့ဒီငါးကိုကျန်တာတွေကိုအလုံးဒီစလုံးတစ်လုံးနဲ့ဟောညွှန်းကြလို့ဓမ္မလို့ပြောတယ်ဓမ္မလို့ဆိုတဲ့တမျိုးလေးလို့မအောင်နေပေါ့သူရတဲ့သူပါတယ်အဲ့တော့ကျန်တဲ့အာယုတွေအားလုံးကိုဓမ္မလို့ပြောလိုက်ရုပ်ပဲဖြစ်နာမ်ပဲဖြစ်ပညာပဲဖြစ်ဘယ်အာရုံပဲဖြစ်အဲ့ဒီဉာဏ်အရေကိုဘုံဓမ္မလို့ပြောဟောစိတ်နဲ့ကြံပြီးတော့ကြံတွင်းသိရတဲ့အာယုံတို့ဒီလိုတောင်းတာကြံတွင်းသိရတဲ့အာယုံရဲ့စိတ်ရဲ့နှစ်ခုစုံလိုက်တဲ့အခါမှာသိရစိတ်ဆိုတာဟောလာတယ် mind conscious မနောဝိညာဏဖြစ်အကောင်းလိုက်တဲ့ခြုံမျိုးကိုအခြေခံပြီးတော့ပြောတာဆို6 3နေဆက်ရှိဒါကိုဓာတ်ဆက်ရှိပါလို့ခေါ်တာနော်ဓာတ်ဆက်ရှိအဲ့ဒီဓာတ်ဆက်ရှိပါယုတ်တရားကိုလည်းအသေးစိတ်ခွဲပြရတာဖြစ်နေလမ်းကြားကိုအသေးစိတ်ခွဲပြထားဖြစ်တော့ကြောင့်ဆောင်းရအလုပ်ကိုနေနေရောအဲ့လောက်ဒီကိုတော့နေလို့ပြောတာအဲ့ဒီမှာတခုချင်းချပြီးရရှင်းအောင်မျက်စိရဲ့အစင်းအာရုံရဲ့ရုပ်တရားမျက်စိကလည်းဒီနိုင်စွမ်းရှိတာမဟုတ်သို့တော့အပူနဲ့ဖြစ်စေအေးနဲ့ဖြစ်စေတွေ့ပြောင်းလဲမျက်စိတဲ့သဘောပဲရှိတယ်အစင်းအာရုံကလည်းစัจ jit ပဲဒီနဲ့တွေ့ရင်ပြောင်းလဲမျက်စိတဲ့သဘောပဲရှိတယ်ဒါကြောင့်ဒီလိုရူပခေါ်ရူပကိုဒီနေရာမှာရူပဆိုတာလေးကိုဒီပဲနှမျိုးခွဲပြီးတော့မှတ်ဖို့လိုတယ်မျက်စိနဲ့မြင်ရတဲ့အစင်းအာရုံကိုလည်းရူပလို့ခေါ်တယ်အဲ့ဒီရူပကိုအစင်းအာရုံဟုတ်လို့ဒီလိုပါရူပခန္ဓာကရူပကြတော့ပြောင်းလဲဖောက်ပြန်တဲ့တရားလို့ဒီလိုဆိုတယ်နော်ပြောင်းလဲတဲ့ထင်ရှားပြောင်းလဲတဲ့တရားကျုပ်တရားပေါ်လာတယ်အဲ့တော့မျက်စိနဲ့မြင်ရတဲ့အစင်းအာရုံဈာန်တစ်ခုကတော့အာယုံသိနိုင်စွမ်းမရှိကြဘူးထင်ရှားတဲ့ပေါ်ပြန်တဲ့သဘောသာရှိတဲ့သူတို့ကိုရုပ်လို့ခေါ်တယ်ဘုမကိုပြောရဆို body တွေမှာ body ပေါ့ body နဲ့ mind ကိုကြည့်မယ်ဆိုသူက body နဲ့အဲ့ဒီနဲ့ကိုစုံလိုက်တဲ့အသိစိတ်ရဲ့ဉာဏ်သိစိတ်လေးပေါ့
အဲ့ဒီမြင်သိစိတ်အဲ့ဒါနာပါဆိုမြင်သိစိတ်လို့ဆိုလိုက်တဲ့အဲ့ဒီမှာစေတသိက်တွေပါနတ်တရားတွေအဆုံးဝဲဒီလိုဆိုရနော်အဲ့တော့ယောဂတံခွဲခြားပြီးတော့မှတ်သားဖို့လည်းကြားတယ်ဒီနဲ့သုံးခုစီစင်တိုင်းတွဲထားတဲ့လက်သက်ဆက်ရှိပါမှာရလုံးနဲ့အစင်အာယုကလူတရားမြင်သိစိတ်ကနိုင်ဘူးပြုတ်တယ်ဝေပြန်ချမ်းသာအဲ့တော့ဘုရားကတည်းကခန္ဓာကိုယ်မှာလိုက်ကြည့်လိုက်ဆက်ရှိပုံပုံလေးဆက်ရှိပုံနဲ့ခွဲခြားပြီးတည်တယ်လို့ငါဆိုတာရှောင်းတော့မှမလို့တော့သူလည်းဆက်ရှိဘူးငါမှလည်းဆက်ရှိသူကလည်းဘာမှမလုပ်မှန်းဒီကဘာမှလည်းစုနေအပေါ်ရလင်းကြည့်ပြီးဒါကပဲဟောနေပြညတ်တွေတင်ပြီးတော့သူရဲ့နာရင်ဖြစ်နေရတယ်မို့ရောရစီဆိုတာမြမကအစင်အာယုန်တွေချေဟလာနိုင်တဲ့သဘာဝနားဆိုတာလည်းအပန်းကိုဖိုင်းယူနိုင်တဲ့သဘာဝနှာခေါင်းဆိုတာလည်းအနံ့ကိုဖိုင်းယူနိုင်တဲ့သဘာဝသူနားလည်းဒီသဘောကိုနားလည်းဒီသဘောကိုနှာခေါင်းလည်းဒီသဘောသူနှာခေါင်းလည်းဒီသဘောဘယ်တော့ပုံကရန်လေးကြည့်ပြီးသူနှာခေါင်းကချုံနေခါနှာခေါင်းကပြားလိုက်တယ်ပြောနေချင်တယ်လေသဘာဝအတူအဲ့တော့ဒီသဘောလေးတွေကြီးပဲမြင်အောင်ကြည့်လိုက်လို့ရှိရင်အမျိုးသားဆိုတာလည်းမရှိတော့ဘူးမျိုးသမီးဆိုတာလည်းမရှိတော့ဘူးဘယ်တော့ဆိုတာလည်းမရှိတော့ဘူးလူလို့ပြိဿာတို့ဆိုတာလည်းမရှိတော့ဘူးအားလုံးကတော့တဲ့နဲ့အမျိုးရဲ့အတာရှိတယ်ဒီနေ့ချောင်းဝဲပြမှုတွေရှိတယ်အဲ့လိုသိအောင်ရှင်းဆိုဒါက home knowledge လို့ခေါ်တယ်စာပြီးတဲ့ဒီလိုအသေးစိတ်ပြီးအောင်ရှင်းလို့သင်ရမယ်သင်ပြီးတဲ့အချင်းတိတ်အတက်တဲ့ contemplation လို့ခေါ်တယ်ချင်းရင်ထက်ဆောင်လေးလံသုံးလက်ချင်းရင်ထက်တဲ့လေးလံသုံးသက်ချစ်ချင်းအားလို့ခေါ်တာကမျက်စိရဲ့ဆင်းရဲဆောင်တော့မြင်သိစိတ်ဟောလာတယ်တော့ပြီးရင်ပြောင်းသွားတယ်ဒီသဘာဝတရားတွေဟာတခုမှခိုင်မြဲတာမရှိမျက်စိကလည်းခဏအတွင်းမှာပဲပြောင်းလဲနေတဲ့အညာအဖြစ်ပဲမျက်ရည်များစီးနေတယ်လို့မျက်စိကလည်းစင်စင်မပြတ်အသေးသေးတွေပေါ်နေတာမျိုးဖြစ်တယ်ဒါစိတ်ပညာကတော့ပြောတာပဲဆန်းလေးတွေကပြက်နေတယ်အသိဉာဏ်ပေါ်နေတယ်ဒီလိုပြောတာပဲလေနာမည်သားကိုတူတာအဲ့တော့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဆိုတာအများအားရှိနေတယ်ဘာမှအမြင်တော့မမြင်နိုင်ကြဘူးပေါ့ဒီစီးနေတာကိုလာကြည့်လိုက်လို့ရှိရင်ဘာမှကြည့်တဲ့ပုဂ္ဂိုလ်ကဒီမြင်ကြီးကရေဒီစီးနေတာတော့ပဲပြောမှာပဲလေးလေးနဲ့တွေးကြည့်တဲ့ပုဂ္ဂိုလ်ကဟာမလေးကရေပုံဘူးဒီနေ့ကတည်းခုနကြည့်တဲ့မြင်ရှိဘူးစီးသွားလို့ဒါနောက်ကိုပေါင်းလာတယ်ဒီလိုမြင်လာနေပေါ့အဲ့လိုမြင်လာလို့ရှိရင်ထာဝရပြောင်း US နေတဲ့ဘာဝအတိုင်းအဲ့ဘာချင်းမြင်ပြောင်းနေတဲ့ဘာဝအတိုင်းဆိုထင်ရှားစေတယ်အမြင်ပြောင်းနေတဲ့ကိုရီးယားအဖြစ်ဖြစ်ရင်ခုမဲလာတာပေါ့တနေ့ထဲမှာခုံပြောင်းတော်တယ်မဟုတ်လားမွေးစားကဦးတဲ့လူတိုင်းငယ်ငယ်လေးပဲငယ်ငယ်လေးကနေပြောင်းတာဒီလိုဖြစ်တာပေါ့အဲ့တော့ပြောင်းတယ်ဆိုတာစက္ကန့်ပိုင်းစက္ကန့်ချက်ချင်းကြီးခုံပြောင်းတာလို့ဆိုတော့အဲ့တော့ဒီ justice ရှိပါအသေးစိတ်ဒေတာအဲ့ထဲမှာအလုံးသိရေမှုအကြောင်းဒီရစီစေအားလုံးဒီနေ့ကိုဆုံးဖို့ပြင်လေးစိတ်ဖြစ်ပြီးပြတ်သွားတယ်ဒီထဲမှာသာဆိုတော့ရှင်သူငါဆိုတော့ရှင်ဘာဝရရတဲ့နဲ့လည်းဖြစ်တယ်မျက်စိဆိုတာလည်းကဲရီဟိုတော့ကြောင်းဖြစ်တာအစင်းဆိုတာကတော့အကြောင်းတရား၄မျိုးကြောင့်ဖြစ်တာကံကြောင့်ကြီးမဟုတ်ဘူးလူမမေပန်းရဲ့အစင်းအာရုံဆိုရင်ဒါကတော့ဟုတ်ရိုးစစ်ဥဒုနော်အာဥဒုကြောင့်ဖြစ်တယ်ဘုဒ္ဓတရားကိုလို့ခေါ်တယ်ပေါ့အဲ့တော့ဘယ်လိုပဲပြောဒီယုံနာလေးရောက်တဲ့တရားတွေကတခုမှရဲတာမရှိအစင်းတဲ့လူစင်တာပထမအဲ့ဒီရုပ်နဲ့ကွဲပြားတော့အောင်ကြည့်။မာနဲ့ကြည့်အောင်ဓာတ်ဆက်ရှိပါလေတစ်ခုစီကြည့်
ရူပတတ္တခန္ဓာရတ္တသောတာတတ္တခန္ဓာရတ္တခန္ဓာကာလခန္ဓာစီဝရတ္တခာယပတ္တဝါဒါရီယုတ်တိပရိစေဓမ္မကြတော့ပြောနေတာမကူပြောထားတယ်မနောဓာတုနဲ့မနောဝိညာဏဓာတုကနဲ့တရားနဲ့တဲ့ဒီလိုပေါ့စက္ခုဝိညာဏဓာတုနဲ့တရားတဲ့သောတာဝိညာဏခန္ဓာဝိညာဏစီဝဝိညာဏကာယဝိညာဏမနောဓာတုမနောဝိညာဏဓာတုစိတ်နဲ့တရားကိုအမြဲပဲဒီလိုဆိုအဲ့လိုယုံနဲ့နာကိုအသေးစိတ်ဒီမတနာရဲ့အားလုံးကနေလေဒါတွေကိုရှင်းလို့ဆိုတာသင်ပါတဲ့သင်လေးတဲ့အခါမှာဒီပေါ်မှာလေးနဲ့ရှုမြင်အောင်နိုင်အောင်ကြိုးစားလို့အဲ့လိုကြိုးစားရလို့အမဝေယမခေါ်တယ်အမဝေယမကြိုးစားနေဆိုလို့ရှိရင်ဘာလို့တော့ဒီကနေပြီးတော့အကူကြီးပေးတော့ဆိုနာမတဲ့ mindfulness လို့အဲ့လိုနာမတဲ့ရှိတယ်ဘာကိုထောက်ပြပြီးလို့တမန်တော်ဒီစိတ်လေးဟာအာယုံတွေဟောဆူစင်းလာအဲ့ဒီဆူစင်းလာတဲ့စိတ်လေးဘယ်ဘက်ကိုပြီးသွားတော့နာမတဲ့ကပတ်တဲ့နာမတဲ့ချီပညာဘက်ကိုပြီးသွားတာဒီခုနဲ့ဆက်ပြီးတော့နေတာဆက်ပြီးနေအဲ့ဥပဒနာတရားအားထုတ်နေတယ်ဆိုတာဘယ်ဓမ္မဝရနဲ့အလုပ်လုပ်တာတော့ဘုရားမေးလို့ရှိရင်နမဝေဝနမတတိနမနမတိနမသင်္ကပ္ပနမဒိဋ္ဌိညာတွေနဲ့တော့ဒီမှာကိုလည်းလုံးလုံးကျင်းပြီးတော့သမဝါစာသမနဝတ္တသမအာဘိဘောလို့ဆိုတိတာခြေခံလိုက်အဲ့ဒီခြေခံပြီးတော့ဝိပဿနာတရားရှုမှတ်ပွားများနေတဲ့အခါဒါလေးလည်းပဲလုပ်တယ်ဒါကြောင့်မို့ဝိပဿနာတရားအားထုတ်တော့မယ်ဆိုလို့ရှိရင်ရှင်းဥစွာဝိပဿနာဘူမိလုံးဝပညာဘူမိပညာရဲ့လေ့ကျင့်ရသိရမယ့်အရာတွေဟာအခုဒီနေရာမှာလက်ဆက်ရှိမှသိရပြီအဲ့ဒီပြီးပြီးတဲ့အခါမှာကိုချင်းသီလသမာဓိဖြစ်ဖို့အတွက်ကိုချင်းသီလကိုစင်ကြအောင်သမာဓိဖြစ်မယ်လောက်အောင်ကိုချင်းသီလစင်ကြအောင်လုပ်တာကိုသီလကိုစဉ်းစားတိုင်းတဲ့စိတ်ထဲမှာကျင့်မှုတွေပေါ်လာတာအဲ့ဒီကျင့်မှုကသမာဓိကိုဦးစားဖြစ်ပေါ်စေတယ်။ဒါကြောင့်မို့သမာဓိဖြစ်အောင်ကိုကျင့်သီလပြည့်စုံတော့ပါမယ်။ကိုကျင့်သီလပြည့်စုံတော့သမာဓိဖြစ်လာပြီဆိုစိတ်တော်ကိုစိတ်ကစင်ကြယ်သွားတယ်။ဘာလို့စင်ကြယ်သွားအောင်ဆိုလိုချင်တာတွေလည်းမပြောလာဘူး။မုန်းတီးတာတွေဖြစ်မလာဘူး။ဘာဝတရားသိတာတက်စိတ်လေးဟာအာယုံတစ်ခုပေါ်မှာတည်ငြိမ်ပြီးတော့ကြာ။အဲ့လိုတည်ငြိမ်လာလို့ဆိုရင်စိတ်ကစင်ကြယ်တာပေါ့။စိတ်တဝိတ္တုစိတ်တဝိတ္တုဆိုတာဓမ္မရင်းဖြစ်တာဆုံးတာအဲ့တော့ဒီလဝိတ္တုနဲ့စိတ်တဝိတ္တုကပညာရှိမှုတွေဒီရေးကြီးထောက်ကူမှုနေနေအဲ့ဒါကြောင့်ဝိပဿနာတရားကျင့်ကြံကြတော့ဝိပဿနာကျင့်စုကြောင့်အားထုတ်ကြတော့မယ်ဆိုရင်ရှင်းဥစွာသင်မှာသင်ပြီးတဲ့အခါမှာသီလနဲ့ပြည့်စုံအောင်လုပ်တာသီလရဲ့စွမ်းအားကိုပြီးတော့သမာဓိကိုရှုတော့မှာထူထောင်နေဆိုတော့ဒီရှုရမှတ်ရဟာသမာဓိကိုလောက်ကုန်နေရောအဲဒီကျုပ်ပုဂ္ဂိုလ်တွေကြတော့အချိန်ကြီးများရေးယူရထူထောင်ဖို့ပဲနော်အချိန်ကြီးယူရမယ်လုံးဒီဖို့ရအတိတ်ကရောက်တာမရောက်တာစဉ်းစားနေလို့ရှိရင်ဒါတွေကဥဒိစ္စဖြစ်နေနော်အဲ့ဒါတွေစဉ်းစားနေဘလို့ကိုလုံးနေတဲ့အလုံးမှန်ကန်မှုပဲမှန်ကန်မှုရှိတာဒါပဲကြည့်ရအဲ့လိုလုပ်နေဘာနေတလန်းနဲ့တလန်းဒီလာအောင်ပဲမတော်ရရနေလို့ရှိရင်ဒီတော့အေးလည်းတရားချက်ကိုဘာလို့ပြတာအောင်ဘုရားမြတ်စွာဘုရားတော်မူလေးဒီဝိပဿနာကျင့်စဉ်ဆိုတာမြတ်စွာဘုရားကိုယ်ပိုင်သိရှိတာတွေကျင့်စဉ်ကိုဖြစ်ဟုတ်ပြီတန်တူပြီးတန်ဝေလူဆိုဒီဝိပဿနာကျင့်စဉ်ကိုအခြေခံရအောင်ဝိပဿနာကျင့်စဉ်ကစားရအောင်ဖြစ်အဲဒီဝိပဿနာကျင့်စဉ်တော့မြတ်စွာဘုရားတော်ထွက်လာကဆရာကြီးတွေစီသွားပြီးတော့စူးစမ်းလေ့လာမယ်လို့ဘယ်ဆရာမှမဟောနိုင်ကြပါမြတ်စွာဘုရားကိုယ်ဝဉာဏ်နဲ့သိရှိတာဘုရားသမ္မာသမ္ဗုဒ္ဓကိုယ်ဝဉာဏ်နဲ့သိတယ်ပြော
ဒီလမ်းကိုကိုယ်တိုင်သိရလာနေတာဟောနိုင်တဲ့ပုဂ္ဂိုလ်ရှိပါဘူး။အဲကြောင့်မဂ္ဂင်၈ပါးအကျင့်တရားချင်းချင်းရုပ်ကိုအထောက်ကျဒီအထောက်ပါတာလေဒုက္ခခတ်သိမ်းချုပ်ငြိမ်းမှာဖြစ်တယ်လို့ကိုယ်စီသဘောကျဒုက္ခချုပ်ငြိမ်းအောင်မှန်ကန်တဲ့ချက်စဉ်တစ်ခုချင်းချင်းရုပ်ကိုအထောက်နိုင်ကြပါစေလို့